အားလုံးပဲမင်္ဂလာပါအီဗန်နမ်ဘလော့အနေနဲ့လည်းကြိုဆိုပါရစေဒီနေ့အားလုံးတောင်းဆိုထားကြလို့မေးလျက်ပေးပါကြောပေါ့နော်အမေတော့ပေါ့ကျွန်တော်ကိုယ်တိုင်ကြော်ပြမှာဖြစ်ပါတယ်အခုပေးပါကြော်စပြီးကြော်တော့မယ်ပေါ့နော်ပထမဆုံးဒီမှာအိုးအပူပေးပွားပြီးအခုပဲကိုထည့်မယ်ပဲကိုထည့်ပြီးလှောရမှာပေါ့နော်ပဲကိုတက်တက်ပြီးလှောရမှာဖြစ်ပါတယ်လှောနေအောင်လည်းသူလှောပေးရတယ်နေရာနှံ့မလို့လို့ရှိရင်ဒီကတက်တဲ့နေရာချက်မတက်တဲ့နေရာမချက်ဖြစ်မှာဆိုတော့တက်တဲ့ဒီလိုပါမယ်တက်တဲ့ဒီလိုပါမယ်ဆိုတော့ရဲ့ခါကျတော့ဒီ area နဲ့လိုမှရဒီကျင်းလို့ရှိရင်တူရမှာဆိုလို့လေဆိုတော့ဒီပဲစီတွေနေရာအနှက်ဖြစ်အောင်ပေါ့နော်အဲ့လိုလိုရခုစင်မှာပဲစီတွေဖောင်းလာပြီပဲစီတွေဖောင်းလာပြီဟုတ်လားပဲစီတွေပေါက်လာပြီဆိုလို့ရှိရင်ပေါက်လာနော်ပေါက်နေတိတ်တော့ဟိုမများသေးဘူးနော်ခုနှစ်ခုလောက်ပဲပေါက်နေတော့မချဘူးဟိုပေါက်တယ်များလာပြီပဲစီတွေဖောင်းလာပြီချက်လောက်ပြီးဆိုရင်တော့ဒီထက်ပြီးပြုတ်လာတယ်နော်ဒီပဲရတဖြည်းဖြည်းနဲ့ပေါက်လာပြီပေါ့နော်ပေါက်လာပြီဆိုတော့ခဏနေပြီးထည့်တော့ပဲရပေါက်လာပြီဆိုတော့ဒီထည့်ပါမယ်ပဲနဲ့လည်းဖတ်ဒီထည့်ပြီးပြုတ်ထားမှာနော်ဒီလေးနည်းနည်းထည့်မယ်ပြုတ်ထားမယ်ပြောလို့ရဒီဒါမီးလေးနဲ့ပြုတ်ထားတယ်ပေါ့နော်ပြုတ်ပြီးလို့ချက်သွားလို့ရှိရင်တော့ကျွန်တော်ပြန်ကြုံမှာဖြစ်ပါတယ်ဒါပြုတ်ထားတော့မှာโอเคဆိုတော့အခုပြုတ်ထားတယ်နည်းနည်းလေးကြာသွားပြီဆိုတော့ကျွန်တော်တစ်ချက်လောက်ဖွင့်ကြည့်လိုက်ရအောင်ချက်လောက်ဖွင့်ကြည့်လိုက်ရအောင်ဆိုတော့ပဲတွေကဒီမှာရေကုန်လေးတွန်းလာပြီတွေ့လားသူကအရန်တုတ်စားလို့ရလောက်တဲ့အထိပေါ့နော်နူးသွားစရာမလိုဘူးဒီလိုအရေကုန်လေးတွန်းသွားလို့ရှိရင်ဒါကျွန်တော်ချလို့ရတဲ့အချိန်ဖြစ်သွားပါပြီဒါပဲဝါလောက်တဲ့ဆိုလို့ရှိရင်ပေါ့နော်ဒါကျွန်တော်အခုချပြီးတော့ရေနဲ့ထုတ်ပါမယ်ရေနဲ့ထုတ်လိုက်မယ်နော်ရေနဲ့ထုတ်လိုက်မယ်ရေနဲ့ထုတ်လိုက်မယ်ဒီလေးစဝအောင်နဲ့ထုတ်မယ်ပေါ့နော်ပေးရတော့ကြော်တယ်အခုကြော်ရမလားရေဝင်လေးတွန့်သွားရပြီသူကဒါလေးကိုအိုးပေါ်ပြန်တင်မယ်နော်အခုကရေချောက်အောင်လို့ဒီလိုပေါ်တင်ပြီးတော့ရေချောက်အောင်လို့လော်မယ်တော်တဲ့အခါချုံမုံနဲ့စလဲမုံတွေနဲ့ဖြစ်မယ်နော်အရောင်လာတော့လေစလဲမုံတွေနဲ့ထည့်အောင်နော်အဲ့လောက်ဆိုတော့အရောင်လာတယ်။ကဲချုံမှုလေးနည်းပဲထည့်မယ်။ချုံမှုတွေအများကြီးစားတာမကောင်းနော်။ဒီချောက်အောင်လုပ်လိုက်မယ်။ဒီမချောက်လို့ရှိရင်မကျွတ်မှာဆိုလို့ဒီချောက်မှကျွတ်။အရှင်ကြီးလုပ်နေ။အရှင်ကြီးလုပ်နေတာအလုပ်တစ်ခုရအောင်ဒီလေး6ခုဆိုမှစီထည့်မယ်ပေါ့နော်။အဲ့ဒါအရောင်လေးလာဝိုင်းစလေးမုတ်လေးနဲ့ထည့်ပြီးတော့ဒီ6ဝိုင်းဆိုတော့ကျွန်တော်စီထည့်မယ်။စီထည့်မယ်ဒီလေးဖြည့်ပြီးပဲရတော့ရောင်ရမ်းလာနေပြီရတော့မယ်ပေါ့နော်ဆိုတော့ပဲကြော်တာနည်းနည်းတော့
လက်လေးတော့ညောင်းတယ်ဘာလို့ဆိုစပြီးတော့မှလှော်တဲ့ကလက်ကလှုပ်နေရတယ်လက်ကလှော်တဲ့ကလှုပ်နေရတာပြုတ်တဲ့အချိန်လေးပဲခဏနာတယ်ပေါ့နော်လက်လျော့နေကြတော့ဒါပေမဲ့စားလို့တော့ကောင်းတယ်အခုရောင်ရိုင်းလာနေမကြည့်ရောင်လာနေလားအေးကျုပ်ဘူးပဲကျွန်တော်အဲ့တော့ကျွန်တော်လည်းရသေးတယ်ကွာဆိုဖြစ်ပါတယ်။အော်သတိထားမှာကခုလိုကြော်တဲ့အခါကျရင်မီးကိုအရင်မတင်ပါနဲ့။ကြော်တဲ့အခါကိုလော်တဲ့အခါကိုမီးအေးလေးနဲ့ပဲလော်ပါ။မီးအေးလေးနဲ့ပဲကြော်ပါ။မီးပြင်းလို့ရှိရင်တော့ဒီကြက်တာတွေမညီဘဲနဲ့တူးတာတွေလည်းဖြစ်နိုင်တယ်ဆိုတော့ပဲကအရောင်လည်းမလောက်စားလို့လည်းမကောင်းဘူး။တော့ကြက်တဲ့ဟာကြက်မကြက်တဲ့ဟာမကြက်မညီဘူးပေါ့နော်။အဲ့လိုမျိုးဖြစ်တတ်လို့ပါ။ဆိုတော့ဒါအခုကျွန်တော်အားပေးနေတဲ့ follower တွေပေါ့နော် page မှာအားပေးနေတဲ့ follower တွေရောပဲကြော်စားကြည့်နေဆိုတော့အမတွေရောအကိုတွေရောအဲဒီကြော်စားလို့ရပါတယ်ဒါကြော်စားလို့ရအောင်ဟိုတင်ပေးတာပေါ့နော်အမတွေလည်းပဲကြော်တဲ့ညီလေးတင်ပေးပါပြောပြပေးပါဆိုလို့ဒါကျွန်တော်ကွန်မန့်မှာလည်းကြော်တဲ့ညီလေးပြောပြတယ်အခုကပူကြီးပြေဆောင်သွားဆိုပြီးတော့ဗီဒီယိုလေးနဲ့ပြောပြတာဖြစ်ပါတယ်ပဲကချက်ပြီးဆိုတော့ညီလေးတက်ပြီးတော့စားလေးထည့်တယ်ပေါ့နော်အဲ့ဒီမှာအလုပ်စားဖို့အခါလေးကြော်တွေကမထည့်ခိုင်းလေဆိုတော့ကြော်တွေကစားထည့်လို့ရှိရင်ပျော့မှာဆိုလို့ဖြစ်ပါတယ်အဲကြောင့်ကျွန်တော်ဘာမှမဆိုအချိုပုံးနဲ့ဆလင်းပုံးနဲ့ထည့်ပြီးတော့ရေချောင်းအောင်လှော်ပြီးတော့မှစားမပါဘူးစီနစ်ပြန်ကြော်တာပေါ့နော်ဆိုတော့စားအခုမီးလေးတက်ကူရင်ဆိုတော့စားလေးထည့်မယ်စားလေးထည့်မယ်စားနေနေပေါ့နော်အများကြီးစမကောင်းနော်မဆိုစားလေးနေထည့်စားလေးနေထည့်ပြန်ပြီးတော့နှောင်းအမလို့နော်မတော့ရန်ကောင်းနေကြောင်လေးရတယ်လှအခုတော့ဒါအမေလေးရပေးပါကြော်လေကြော်လို့ပြီးပါတော့အမေကြော်တော့အမေလေးရပါကျွန်တော်ကြော်တော့ကျွန်တော်လေးရဖြစ်သွားပါတော့ဆိုတော့ဒီနေ့ vlog ကိုအဆုံးထိကြည့်ပေးကြတယ်တယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့နောက် vlog မှာပြန်လည်ဆုံတွေ့ကြပါမယ်နော်ဘိုင်ဘိုင်